Mama send it 73K ယူပြတယ်ဟဲမြောက်ကြီးဆိုနည်းနည်းတော့မခက်ဘူးပေါ့နော်မြောက်ကြီးကို 73K ယူခိုင်းတာအရင်မခက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမရေးသားတော့အကူညီမတောင်းတော့ဘူးရှင်မောင်ကြီးမမကိုအချုံမပေးနဲ့ကြိုးစားတခြင်းဆိုပြပါလားလူဆိုတာဟာမိလောင်ရည်တန်နေကြမိမွန်ကျက်လာတဲ့အခါကျမစိတ်ညစ်မနေနဲ့ကွာအချုံမပေးနဲ့ကြိုးစားဟဲ့ enemy ကမိတ်တေကြီးပဲ flame shot တွေကလည်းပါသေးရတော့ 73K မလို့သားပဲရှင် enemy က flame shot တွေနဲ့စတဲ့နေဘလို့ကြိတ်ထားတာလဲဆိုတော့လိုက်ကြည့်လိုက်တော့ရှင် Let's go 73K မကောက် 14K တောင်ရရပေါ့နော်တေးတဲ့ကူကတော့ရွှင်းချက်ပါချင်းကဲနောက်ဗီဒီယိုတွေမှာဘလို့ဟီးရိုးနဲ့ဘလို့ချမ်းပြမလဲဆိုအောက်က comment လေးမှာမတော်ပြကြပါအောင်ချင်းအားလုံးကျေးဇူးပါတတာ